architecture လောကမှာဆိုရင် lighting ဟာကြီးမားတဲ့အခန်းကဏ္ဍတစ်ခုမှာရပ်တည်ရရှိပါတယ်။ဘိသုကာပညာရှင်တွေဖန်တီးထားတဲ့အခန်းတွင်းဖွဲ့စည်းမှုအနေအထားကိုပုံမအသက်ဝင်လာစေရန်ခင်းကျင်းပြသထားတဲ့ပစ္စည်းတွေကိုပုံမစိတ်ဝင်စားမှုဖြစ်ပေါ်လာစေရန်နဲ့ရေရှည်မှာကောင်းမွန်တဲ့ healthy lifestyle ရရှိစေရန်အတွက်ပြောင်းလဲပေးနိုင်တဲ့စွမ်းအားတစ်ခုဟာ lighting ဖြစ်ပါတယ်။ lighting company တစ်ခုအနေနဲ့အစားအသောက်တစ်ခုကိုအလင်းပေးဖို့ချင်းကပ်တဲ့အခါမပေါင်းဆောင်ကမတူညီတဲ့စိတ်ကူးစိတ်တန်ကောင်းတွေကိုတွဲဆုံဆွေးနွေးဖြေရှာပေးခြင်းအလင်းပေးခြင်းကိစ္စရပ်များကိုကျွမ်းကျင်အတတ်ပညာရှင်များရဲ့ရှုထောင့်မှသုံးသပ်နိုင်ခြင်း interior မူအပ်တုံးများကိုအခြေခံပြီးလိုက်ဖက်နေတဲ့ lighting design များကိုဆွဲသားပေးခြင်း design ပေါ်အခြေခံပြီး residential architect များ interior designer များရဲ့ဆွေးနွေးတိုင်ပင်ပေးခြင်း quality ပြည့်မီသော product များနဲ့ပံ့ပိုးပေးနိုင်အောင်ဆောင်ရွက်ခြင်းဖန်တီးတည်ပြုလိုက်တဲ့ lighting design နဲ့ product များကိုအဆောက်အဦအတွင်းထည့်သွင်းသုံးစွဲတဲ့အခါကိုက်ညီမှုရှိမရှိစစ်ဆေးပေးခြင်းစတဲ့ professional lighting company ရဲ့အရေးချင်းကောင်းတွေကိုဆွဲကိုင်ပြီးရှောင်းလန်းလာခဲ့တဲ့ခီလန်ဟာယခုဆို9နှစ်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်မှန်ကန်တဲ့ natural light, artificial light တွေရရှိနေဖို့2020ခုနှစ်မှာစပြီးယနေ့ချိန်ထိစဉ်ဆက်မပြတ်စတင်တပိုးစူးစမ်းချစ်တက်နေပါတယ်။ဒါအပြင်ပူပြင်းလာတဲ့အပူရှိန်တွေကိုဖယ်ရှားနိုင်တဲ့ Lumos Built-in Flame One-Stop Service ကို2022ခုနှစ်မှာမြန်မာပြည်မှာစတင်မိတ်ဆက်ခဲ့ပြီးယနေ့တိုင်အရှိန်ဟုန်ပြင်းစွာနဲ့ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ကျမတို့ Lumos Built-in Flame အနေနဲ့နေရလာတဲ့အပူတွေကိုဖယ်ရှားဖို့ဆိုရင်ပဒင်းပေါက်တွေမှာတစ်စင်းအခန်းတွင်းဝင်ရောက်လာတဲ့အပူချိန်များကိုတွက်ချက်ရန်တိုင်းတာခြင်း Solar Heat Control ကျွမ်းကျင်ပညာရှင်များမှ heat load တွက်ချက်ခြင်းနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းသုံးစွဲတဲ့ architecture building plan ရဲ့အားသာချက်အားနည်းချက်များကို client များအတွက်အဖြေရှာခြင်းအရေးသွေးလျော့နည်းမှုမရှိစေရန်စစ်ဆေးထိန်းသိမ်းခြင်းကျွမ်းကျင် installation technician များမှဝန်ဆောင်မှုပေးခြင်းရေရှည်အသုံးပြုနိုင်စေရန်စီမံဆောင်ရွက်ခြင်းစတဲ့အဆောက်အဦတွင်မှန်ကန်တဲ့သဘာဝအလင်းရောင်များရရှိစေဖို့စုံတည်ထန်တဲ့လုပ်ငန်းတစ်ရပ်အနေနဲ့ဂုဏ်ယူစွာရည်တည်နေပါပြီဝန်ထမ်းအချင်းချင်းအပြန်အလှန်နားလည်မှုများပုံမကောင်းမွန်လာစေရန်ကြီးနှုတ်စရာကောင်းတဲ့ activity များစီမံဆောင်ရွက်ပြီး architecture လောကရဲ့ကောင်းကျိုးကိုဖော်ဆောင်ရက်နေပြောတဲ့ရန်ဝင်တစ်ခုဖြစ်ဆက်လက်ဖန်တီးသွားမှာပဲဖြစ်ပါတယ်။